ရှောင်းလင်ဖျားเจ้าမှာဝင်ပြီးကွန်ဖူးတင်ယူနိုင်ဖို့ခေါင်းတစ်ခုလုံးကိုရိတ်လိုက်တယ်တွန်းဆုပ်ခြင်းမရှိပဲကျွန်တော်လောင်ကျွမ်းနေတဲ့အမွှေးတိုင်ခွက်ကိုမှောက်ချလိုက်ပြီးဗလာဖြစ်နေတဲ့ဥယျာဉ်ပြားကိုပူနေတဲ့မီးခဲတွေပေါ်ဖိထားလိုက်တယ်အရင်ဆုံးညာဘက်ကိုမီးရှို့လိုက်တယ်ပြီးတော့ဘယ်ဘက်ကိုမီးရှို့လိုက်တယ်ဒါပေမဲ့အချိန်ရမ်းကြာနေတော့အမွှေးတိုင်ထူထူနှစ်တိုင်ကိုဆွဲယူပြီးအရေပြားနဲ့တိုက်ရိုက်ဖိလိုက်တယ်နာကျင်မှုကမခံမရက်နိုင်အောင်ဖြစ်လို့ဒူးထောက်လဲကျသွားပေမဲ့ကျမမရက်တန့်ခဲ့ပါဘူးအခမ်းအနားအမှတ်အသားများပြီးဆုံးသွားချိန်တွင်ကျွန်တော်မေ့မျောသွားခဲ့ပြီဖြစ်သည်ကျွန်တော်နိုးလာတော့ရဟန်းဝိယုံကိုဝတ်ထားတယ်ကျွန်တော်ရဲ့ပထမဆုံးအတွေ့ကသူတို့ကျွန်တော်ကိုလက်ခံလိုက်ပြီးတဲ့ကျွန်တော်လန်တချောင်းကိုကောက်ကင်ပြီးလေ့ကျင့်ရေးခန်းမစီရှောက်သွားလိုက်တယ်အဲ့ဒီမှာဘုန်းကြီးတွေဟာ Wolfram London နဲ့လေ့ကျင့်ကြပြီးတစ်ချိန်ကဖះเจ้าကိုမကြာခဏတိုက်ခိုက်လေးရှိတဲ့ဝန်ပလွေအုပ်တွေကိုတွန်းလှန်ဖို့ဒီဇိုင်းထုတ်ထားတဲ့လက်နက်တစ်ခုပါဒါပေမဲ့သူတို့ရဲ့နီးစနစ်ကဝန်ပလွေတွေကိုဘယ်တော့မှမတတ်နိုင်ခဲ့ဘူးဒင်းဒီသူတို့၏ခြေထောက်များနဲ့တွားများကိုသာပြစ်မှတ်ထားခဲ့သည်ကျွန်တော်အတွက်တော့အဲ့ဒါကအသုံးမဝင်သလိုပါပဲကျွန်တော်တစ်သားဝန်ပလွေအယုတ်တစ်ခုကိုအားပြည့်နဲ့ရိုက်ချလိုက်ပြီးခဏလေးတွင်းမှာပဲအပိုင်းပိုင်းကွဲသွားအောင်ခြေမုံလိုက်တယ်အကြီးအကဲကဒေါသထွက်သွားတယ်ဝန်ပလွေတွေကိုလုံးဝတက်ပြစ်ရမယ်မဟုတ်ရင်သူတို့ပြန်လာနေလိမ့်မယ်လို့ကျွန်တော်ညှင်းခုန်ခဲ့တယ်ဒါပေမဲ့သူကခေါင်းကိုသာခါရမ်းလိုက်တယ်စစ်မှန်သောယဟန်တစ်ပါးသည်ဂယုဏတရားကိုပြသရမည်ထို့နောက်သူသည်စစ်မှန်သောနီးစနစ်ကိုပြသခဲ့သည်ဥစွာခြေထောက်လေးချောင်းလုံးကိုချိုးပြီးနောက်တွားများကျွတ်စေရန်ပါးစပ်ကိုရိုက်ကနောက်ဆုံးတွင်ဥကောင်းကိုပုတ်ပုတ်ပပရိုက်နှက်ခဲ့သည်ဤနည်းအားဖြင့်ဝန်ပလွေသည်ကင်းဤခွန်အားကိုဆုံးရှုံးသွားတော်လဲအသက်ကိုကယ်တင်နိုင်ခဲ့သည်ပထမဆုံးအကြိမ်ဖြစ်ကျွန်တော်နားလည်သွားခဲ့တယ်ဘုန်းကြီးเจ้าမှာနေပေးဖို့တောင်းပန်ခဲ့တယ်ဘုန်းကြီးကညှင်းဆန်လိုက်တယ်ဖះเจ้าနောက်ွယ်ကကွက်ထားတဲ့ကူထဲမှာကျွန်တော်လှုပ်ဝက်လေ့ကျင့်ခဲ့တယ်ကျွန်တော်ရဲ့တောင်ဝေးကိုနူးညံ့တဲ့နွယ်ပင်တွေနဲ့ပတ်ပြီးကျိုးတစ်ချောင်းမှမကျိုးပဲဖြည်းဖြည်းချင်းဖြေလိုက်တယ်ကျွန်တော်ကြောက်ဆောင်တွေပေါ်ခုန်တက်ပြီးရေမျက်နှာပြင်ကိုထက်ခါထိမှန်အောင်လုပ်ပြီးလှိုင်းတုံးတွေကိုအသုံးပြုပြီးထိန်းချုပ်နိုင်စွမ်းကိုမြင့်တင်လိုက်တယ်တနေ့မှာကျောင်းအုပ်ကြီးကကျွန်တော်လေ့ကျင့်နေတာကိုတွေ့လိုက်တယ်ကျွန်တော်ရဲ့စီကံကိုအထင်ကြီးသွားတာကြောင့်သူကနောက်ဆုံးအခွင့်အရေးတစ်ခုပေးဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့တစ်သားဝန်ပလွေဖွဲ့စည်းပုံစာမေးပွဲကိုအောင်မြင်မှသာဖြစ်လိမ့်မယ်ကျွန်တော်တာဝန်ကရိုးရှင်းပါတယ်ဝန်ပလွေရဲ့သွားတွေကိုဖြီးပေးလိုက်ပါဘာမှထပ်မလုပ်နဲ့ခေါင်းမာကတစ်သားဝန်ပလွေကိုထိန်းချုပ်ပြီးတိုက်ခိုက်မှုတိုင်းကိုပိတ်ဆို့လိုက်သည်ကျွန်တော်ပွင့်နေတဲ့နေရာတစ်ခုမှရှာမတွေ့ဘူးပိုဆိုးတာကဝန်ပလွေဟာသူ့ရဲ့အမီးနဲ့ခြေထောက်တွေနဲ့တံပြန်တိုက်ခိုက်နိုင်တယ်ပြီးပြည့်စုံတဲ့အခိုက်အတန့်ကိုစောင့်နေရင်အကွာဝေးကိုထိန်းထားခဲ့ရတယ်နောက်ဆုံးတော့ဝန်ပလွေလဲလာတဲ့အခါကျွန်တော်မြန်ရိုက်လိုက်တယ်ငွေဟောက်ကမေးရိုးကိုကိုက်ပိတ်ဖို့စူးစမ်းပေမဲ့ကျွန်တော်အားနည်းချက်ကိုရှာတွေ့ပြီးပြီကျွန်တော်ရက်လိုက်ပြီးသွားတွေကိုလျှော်ရဲအောင်လုပ်လိုက်ပေမဲ့ဝန်ပလွေကိုတော့မပြတ်စီအောင်ထားခဲ့တယ်ခေါင်းဆောင်ကသူ့ကတိကိုတီးပြီးကျွန်တော်ကိုတပည့်အဖြစ်လက်ခံခဲ့တယ်